Rupananda Thiri Wittu Deyaro Nayuchinyo Jaya Tidya Ditanaro Mahoja Deke Manaja Deke Ma Deyaro Alu Mohojaro Mugere Pyashin Kurum Ye Imitan Ijan Chilen Ombude Magaru Nago Tidya Deyalo Zongo Tiro Mumino Mureta Vinyudanyan Dihuro Pinyago Toma Garuna Go Pinago Nabazo no Pimpi Zono Murapiashan Kulam Yaku Yutim Yanushiko Pulo Ja Onzo Halum La Uchi Mupiro Ayam Jujaya Garuna Titala Herayam Pinya Bezota Vieta Mohadama Kanara Mara Loka Vero Wondi Togata Kati Vimoda Buddha Kelo to Vitado Dugata Tatoa Jumia Jahoma Zaga Mulam Yasura Muva Vitado Buddha Desalia Tiamiaco Lepotin Abramia Gelu Piata Tenem Dimian Vita Piajan Gorom Yajivo Maya Dea Boko Diana Boko Koso Pinya Pramamamu Yona Napsha Pijavalo Piadi Dodi Odi Wanama Kaya Wesi Manochi Toli Dwada Panama Pien Tokwa Yoju Leso Muga Shiko Unyopa Imyaswa Pia Nasa Ilone Apa nama le no Jiji le phe Tepiro Mani Jin Nevesi Bega Taiti Nesuro Mya Heini Heini Narigo Shola Heini Narigo Shola No Direma Jiji Lene Jaya in Tobi Taku Nene Myani Dide No Heini Narigo Shola Kunarane Sayan Toro Kangbawi Neneli Lau Tabiro Lojila Nyalo Nere Neneli Tabiro Shojila Kambeda Bangro Tikambiro Nayu Jinyo Jayame no Tikaninya Nayu Jinyo Jayame Tea Titanaga Yajan Korom Yaji Namaro Sanabara Kalayani Lo Amiyare Rupa Nanda Tirigo Myaswapya Hojaro Mugere Tea Titanamya Vegane Ujino Satin Piro Pyojino Soloshi Danyok Bali Roma Myaswapya Hotare Titanaliga Sapiro Pyojime Yo Bikawe Rupa Binanati Todokan Binanati Yodoka Binanati Abrimoto Totoka Tamati Warami Yo Achempoko di Rupan Yodiago Binanati Nitayuni Toto Yodiago Nitayuni Poko di Toka Siyago Binanati Nitanido Tumi Poko de Udiaha Shodiago Nitabiro Nide Solution Era Siya Tokago Nitabiro Nida Lo Soyami Shoko Nitanira Sinyago Nitanira Vede Yo Bikawe Doka Binanati Abri Moto Toka Tamati Warami Elo Sinya Tokago Nitani Solution Eri Pokoa Sinya Tokaga Malumyang Nambude Pyotada Legaro Yoyo Leva Shodiago Nitanira Pokoa Sinya Tokago Nitanira Be Sinya Tokago Nitanira Pokoa
အဲ့ဒီသူနှစ်သက်နေတဲ့ဆင်းရဲဒုက္ခကနေမလွတ်မြောက်နိုင်ဘူးတဲ့ဘာမှနားမလည်ကြမရှိဘူးနော်ရုပ်ကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာဆင်းရဲကိုနှစ်သက်နေတာဆင်းရဲကိုနှစ်သက်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခကမလွတ်မြောက်နိုင်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားကခန္ဓာ၅ပါးကိုစုံအောင်ဟောတယ်ဝေဒနာခန္ဓာလို့ဆိုတဲ့အကောင်းအဆိုးအမျိုးမျိုးသောခံစားချက်တွေကိုနှစ်သက်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခကိုနှစ်သက်နေတာနဲ့အတူတူပဲဆင်းရဲဒုက္ခကိုနှစ်သက်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီဆင်းရဲဒုက္ခကမလွတ်မြောက်နိုင်ဘူးအဲ့ဒါလိုပဲဦးဇင်းတို့သင်ရဲ့ခန္ဓာမှတ်သားမှုအစုအဝေးနော်ဒီခန္ဓာဒီဘဝဆိုတာအစုအဝေး၅မျိုးနဲ့ပေါင်းစုထားတာခန္ဓာ၅ပါးရှိတယ်ဆိုတာပေတတို့အလုံးသိထားကြပြီလားခန္ဓာဆိုတဲ့စကားလေးကအစုအဝေးလို့အပေါင်းအစုလို့အဓိပ္ပာယ်ရတယ်ရုပ်တည်းရဲ့အစုအဝေးကိုကြတော့ဒါယူပဲခန္ဓာပေါ့ခံစားချက်ဝေဒနာတို့ရဲ့အစုအဝေးကိုကြတော့ဝေဒနာခန္ဓာမှတ်သားမှုတင်ညာတို့ရဲ့အစုအဝေးကိုကြတော့တင်ညာခန္ဓာပြုလုပ်မှုစိတ်ဆိုမှုစေတနာကောင်းဆောင်တဲ့စေတသိက်တရားတို့ရဲ့အစုအဝေးကိုကြတော့သင်္ခါရခန္ဓာတိမှုဝိညာဉ်တို့ရဲ့အစုအဝေးကိုကြတော့ဝိညာဉ်နဲ့ခန္ဓာလို့ခန္ဓာဘယ်နှပါးမှတ်သားထားတော့၅ပါးအဲ့ဒါမြတ်စွာဘုရားကခန္ဓာ၅ပါးလုံးစုံအောင်ဟောတယ်ယူဘက်ခန္ဓာကိုနှစ်သက်နေတဲ့ပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခကိုနှစ်သက်နေတာပဲဆင်းရဲဒုက္ခကိုနှစ်သက်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူနှစ်သက်နေတဲ့ဆင်းရဲဒုက္ခကနေမလွတ်မြောက်နိုင်ဘူးအဲ့ဒါလိုပဲဝေဒနာခံစားမှုတင်ညာမှတ်သားမှုသင်္ခါရပြုလုပ်စိတ်ဆော်မှုဝိညာဉ်သိမှုဆိုပြီးတော့နာမခန္ဓာ၄ပါးအဲ့ဒီနာမခန္ဓာ၄ပါးကိုဆွဲလန်းနေတဲ့နှစ်သက်နေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခကိုနှစ်သက်နေတာပဲဆင်းရဲဒုက္ခကိုနှစ်သက်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူနှစ်သက်နေတဲ့ဆင်းရဲဒုက္ခကနေမလွတ်မြောက်နိုင်ဘူးနည်းနည်းတော့လျှော့လိုက်ပါအောင်များလုံးနေတယ်ဒါကြီးလျှော့လိုက်ပါအောင်နော်ဘုံတော့နားလေးကိုအကုန်လုံးရှူနေတာပဲဟိတ်နေတာလေးလျှော့လိုက်နော်ဟိတ်နေတာလေးကိုလျှော့လိုက်အဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောတာဘာမှနားမလည်ကြမရှိဘူးနော်ခန္ဓာ၅ပါးကိုနှစ်သက်နေတဲ့ပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခကိုနှစ်သက်နေတာနဲ့အတူတူပဲဆင်းရဲဒုက္ခကိုနှစ်သက်နေပြီဆိုမှတော့အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီဆင်းရဲဒုက္ခကနေမလွတ်မြောက်နိုင်ဘူးဒါမြင့်ရဲ့ဆင်းရဲဒုက္ခကလွတ်မြောက်ခြင်းတဲ့ပုဂ္ဂိုလ်ဟာဒီခန္ဓာ၅ပါးကိုမနှစ်သက်ဖို့လိုတယ်ဆိုတဲ့အဖြေမထွက်ဘူးလားဟေးအဲ့ဒါလိုပဲမြတ်စွာဘုရားကရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုမနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခကိုမနှစ်သက်ရာရောက်တယ်ပေါ့ဆင်းရဲဒုက္ခကိုမှမနှစ်သက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဒီဆင်းရဲဒုက္ခကလွတ်မြောက်မယ်လို့မြတ်စွာဘုရားဟောအဲ့ဒါဆိုရင်ပိဋကပေါင်းသူတော်ကောင်းတို့ဆင်းရဲဒုက္ခကလွတ်မြောက်ဖို့အတွက်ဒီခန္ဓာ၅ပါးရဲ့အပေါ်မှာနှစ်သက်မှုဆွဲလန်းမှုမမောမှုကိုလျှော့ချနိုင်ဖို့လိုတယ်ပေါ့ခန္ဓာ၅ပါးရဲ့အပေါ်မှာဆွဲလန်းမှုနှစ်သက်မှုလုံးဝချုပ်ဆုံးသွားတယ်ဆိုတာကတော့အရတ္တမဉ္ဇဉ်အရတ္တပုံဉ္ဇဉ်ရလို့ယဟန္တာဖြစ်မှဒါကချုပ်ဆုံးနိုင်တာပါအဲ့ဒီအဆင့်ဆိုတာသိပြီးတော့မြင်မာလွန်ပါတယ်ဒါကြောင့်ပိဋကပေါင်းသူတော်တို့စပြီးတော့မျှော်မှန်းတဲ့နာကဘာလို့ဆိုတော့ဆွဲလန်းမှုနှစ်သက်မှုကိုလျှော့ချနိုင်ရေးဆိုတာလေးပေါ့ဟုတ်လားဘာဖြစ်လို့ဆွဲလန်းမှုနှစ်သက်မှုကိုလျှော့ချဖို့ကြိုးစားရမှာတော့ဆိုတော့ဆွဲလန်းမှုနှစ်သက်မှုကြောင့်ဖြစ်လာတဲ့ဆင်းရဲဒုက္ခကိုလျော့နေသွားစေဖို့ဒီခန္ဓာကိုယ်ရဲ့ပုံမှာဆွဲလန်းမှုနှစ်သက်မှုကိုလျှော့ချခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဒီခန္ဓာကိုယ်ရဲ့သဘောတဘာဝကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်ရမယ်တတိပဋ္ဌာန်ဘာဝနာတရားအထုတ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်ရဲ့သဘောတဘာဝကိုကိုယ်တိုင်အမှန်တိုင်းသိအောင်ကြိုးစားအထုတ်တာတဲ့ပြောရရင်ဒီခန္ဓာမှာနှစ်သက်စရာတကယ်ရှိသလားမရှိဘူးလားဆိုတာကိုကိုယ်ပိုင်ဉာဏ်နဲ့သိအောင်ကြိုးစားအထုတ်တာတကယ်ကခန္ဓာမှာနှစ်သက်စရာဘာမှမရှိဘူးလို့ဆိုတယ်သို့တော်လည်းပဲတရားတော်မှာဦးဇင်းတို့တွေကခန္ဓာရဲ့သဘာဝကိုအမှန်တန်သိအောင်မြင်အောင်ကြိုးစားအထောက်ထားတဲ့အပိုင်းဘာမှမရှိတဲ့အခါကျတော့ခန္ဓာရဲ့ပုံမှာဆွဲလန်းတရားတွေနှစ်သက်စရာတွေရှိတယ်လို့ထင်ပြီးတော့ဆွဲလန်းနှစ်သက်မှုတွေဖြစ်ကြတာပေါ့ဒါကြောင့်ဆွဲလန်းနှစ်သက်မှုကိုလျှော့ချခြင်းနဲ့ဆိုရင်ခန္ဓာရဲ့သဘာဝကိုမြင်အောင်အမှန်တိုင်းသိအောင်ကြည့်ကြရမယ်သူ့ကိုကြည့်မှသူ့ရဲ့သဘောတဘာဝကိုအမှန်တိုင်းသိမယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာဒီအဓိပ္ပာယ်လေးကိုဓာတ်ရိုက်ပြောထားတဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်
ထပတ္တိမလောကံစိတ်တရာဇရထုပမယထာပါဠိဝိတိတံတိနတ္ထိတေငောဝိဇာနတံဒီကထာလေးကတော်တော်မှတ်သားစရာကောင်းတယ်ထပတ္တိမလောကံစိတ်တရာဇရထုပမယထာပါဠိဝိတိတံတိနတ္ထိတေငောဝိဇာနတံထလာကြကုန်လောဟောမြတ်စွာဘုရားကဖိတ်မှန်တကားပြုလိုက်တာထလာကြကုန်လောရာဇရထုပမမင်းစည်းတဲ့ယထာလိုအလွန်တရာမှဆန်းကျယ်တဲ့ဣမံလောကံဤခန္ဓာကိုယ်တည်းဟူသောလောကကိုပတ္တထအမှန်တိုင်းသိအောင်မြင်အောင်ကြည့်ကြကုန်လောဟောခန္ဓာကိုယ်တည်းဟူသောလောကလို့သူပြောတယ်နော်လောကကဥရှင်တို့တတ္တလောကသင်္ခါရလောကဩဃတလောကလို့လောက၃ပါးမရှိဘူးလားရှိတယ်ဒီနေရာမှာလောကဆိုတာအဓိကအားဖြင့်တတ္တဝါတွေကိုအဓိကရည်ညွှန်းတာဒါကြောင့်ပုဂ္ဂိုလ်တ attva တူတယောက်ဒီပင်နဲ့ဒါလောကတစ်ခုသူဒီပင်နဲ့လောကတစ်ခုကိုဒီပင်နဲ့လောကတစ်ခုတော့ဒီခန္ဓာတည်းဟူသောလောကကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောထားတော့စိတ်တရာဇရထုပမဆန်းဆန်းကြယ်ကြယ်လှုပ်ထားတဲ့မင်းစည်းတဲ့ယထာနဲ့တူတယ်လို့ပြောတာမြတ်စွာဘုရားအဖြစ်အခါကရှင်ဘုရင်တွေဆိုတော့ချမ်းသာကြွယ်ဝတာဆိုတော့သူတို့စည်းတဲ့ယထာကိုအကောင်းဆုံးအဆန်းတကျယ်ဆုံးဖြစ်အောင်သူတို့ကတော့လှုပ်ထားမှာပေါ့တော့ဒီခန္ဓာကိုယ်ဆိုတာရှင်ဘုရင်တွေပြုထားတဲ့အဆန်းတကျယ်လှုပ်ထားတဲ့ယထာနဲ့တူတယ်တဲ့အဲ့ဒါလိုအဆန်းတကျယ်ပြုလုပ်စီမံထားတဲ့ဒီခန္ဓာကိုယ်တည်းဟူသောလောကကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်ပါတဲ့မြတ်စွာဘုရားကအဲ့လိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်လို့တကယ်လို့သိခဲ့မယ်ဆိုရင်တော့နတ္ထိသင်္ကောဝိဇာနတံဝိဇာနတံသိတဲ့ပုဂ္ဂိုလ်တွေမှာသင်္ကောကန့်ညှိမှုဆိုတာနတ္ထိမရှိဘူးတဲ့ခန္ဓာရဲ့သဘာဝကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်လို့အမှန်တိုင်းသိပြီဆိုလို့ရှိရင်သူ့မှာကန့်ညှိမှုဆိုတာမရှိဘူးကန့်ညှိမှုဆိုတာစောစောကနှစ်သက်မှုကိုပြောတာကပဲယထပါဠိဝိတိတံတိတကယ်လို့ခန္ဓာရဲ့သဘောသဘာဝကိုအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအထောက်မှုမရှိလို့တကယ်လို့မသိခဲ့ဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာဝိတိတံတိနှစ်မွန်းသွားလိမ့်မယ်နော်ခန္ဓာရဲ့သဘောကိုသိအောင်ကြိုးစားလို့သိပြီဆိုရင်တော့ကန့်ညှိမှုမရှိဘူးခန္ဓာရဲ့သဘောကိုသိအောင်မလုပ်လို့မသိပါဘူးဆိုရင်တော့အဲ့ဒီဒုက္ခထဲမှာနှစ်မွန်းသွားမယ်အဲ့ဒါပိဋကပေါင်းတော်တို့ဒီကထာလေးကတူတောင်းမိမယ်လို့အဓိပ္ပာယ်ကအလွန်တရာမှကျေပြန့်တယ်လို့ဆိုရမယ်ပေါ့ဟုတ်လားလာကြကုန်တော့မင်းစည်းတဲ့ယထာတခြင်းလို့အလွန်တရာမှစမ်းကြယ်တဲ့ဒီခန္ဓာကိုယ်တည်းဟူသောလောကကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်ကြကုန်လို့အမှန်တိုင်းသိအောင်မြင်အောင်ကြည့်လို့အမှန်တိုင်းသိရမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မှာကန့်ညှိမှုဆိုတာမရှိဘူးအမှန်တိုင်းမသိဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခတွေထဲမှာနစ်မွန်းသွားမယ်တဲ့ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားလို့သိလာတာနဲ့အမျှအဲ့ဒီပုဂ္ဂိုလ်မှာကန့်ညှိမှုနည်းပြီးတော့ချမ်းသာမှုကိုရမယ်ပေါ့ကိုယ်ခန္ဓာရဲ့သဘောသဘာဝကိုအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအထောက်မှုကင်းမယ်ဆိုရင်တော့မသိတဲ့အတွက်ကြောင့်နစ်မွန်းသွားမယ်ယထပါဠိဝိတိတံတိမိုက်တဲ့ပုဂ္ဂိုလ်တွေကနစ်မွန်းသွားမယ်လို့ပြောတာဒီနေရာမှာမိုက်တဲ့ပုဂ္ဂိုလ်ဆိုတာကသိပြီးတော့မဟုတ်တာတွေလုပ်တဲ့ယုံမာတာပက်ဆက်တာတွေကိုလုပ်တဲ့လူမိုက်ကိုဆိုလိုဟန်မရှိပါဘူးကိုယ်ခန္ဓာရဲ့သဘောတဘာဝကိုမှန်မှန်ကန်ကန်မသိတဲ့နားမလည်တဲ့အနေအထားကိုရည်ရွယ်ပြီးတော့မိုက်တဲ့ပုဂ္ဂိုလ်တွေဟာနစ်မွန်းသွားမယ်လို့ရည်ရွယ်တာထင်တယ်လို့ဥစဉ်စိတ်ထဲမှာစဉ်းစားမိဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဆင်းရဲဒုက္ခကိုလျှော့ချခြင်းနဲ့ဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားရမယ်အမှန်တိုင်းသိလို့သိလာတာနဲ့အမျှကန့်ညှိမှုဆိုတဲ့နှစ်သက်မှုဆိုတဲ့တရားတွေကလျော့နေသွားမယ်အမှန်တိုင်းမသိဘူးဆိုရင်တော့နစ်မွန်းသွားမယ်ဒါဖြစ်ရင်ဦးလေးရဲ့ခန္ဓာရဲ့သဘောတရားကိုသိအောင်ဘယ်လိုကြိုးစားအထောက်မလဲဒီခန္ဓာကအစု၅စုရှိတယ်လို့သောတော်ကပြောခဲ့ပြီနော်ရုပ်တည်းရဲ့အစုဝေးရုပ်ဘက်ခန္ဓာခံစားမှုတွေရဲ့အစုဝေးဝေဒနာခန္ဓာမှတ်သားမှုတွေရဲ့အစုဝေးသင်ရဲ့ခန္ဓာစိတ်ဆောင်မှုပြုလုပ်မှုတွေရဲ့အစုဝေးသင်္ခါရခန္ဓာတိမှုတို့ရဲ့အစုဝေးဝိညာဉ်နဲ့ခန္ဓာအဲ့ဒါဒီကနေ့ဦးဇင်းတို့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့နာမခန္ဓာ၄ပါးရဲ့အကြောင်းကိုသိပြီးတော့ကြည်ကြည်ပြန့်ပြန့်မပြောဘူးလို့စဉ်းစားထားတယ်ရုပ်ဘက်ခန္ဓာရဲ့အကြောင်းကိုနည်းနည်းလေးဦးစားပေးပြီးတော့ပြောခြင်းတယ်နော်ရုပ်အစုအဝေးကြီးရဲ့အကြောင်းဘာဖြစ်လို့လဲဆိုတော့နာမခန္ဓာအကြောင်းကိုပြောရတာရုပ်ဘက်ခန္ဓာအကြောင်းပြောရတာတော့မလွယ်ကူဘူးလို့ထင်တယ်
ယူဘက်ခန္ဓာဆိုတာကပဂရိမျက်စိနဲ့တောင်သူကသိနိုင်တယ်မြင်နိုင်တယ်အလွန်ထင်ရှားတယ်ပေါ့ဒါကြောင့်သိတာတဲ့ထင်ရှားတဲ့တရားကိုအရင်စပြီးတော့ပြောခြင်းတယ်နော်ဝေဒနာရဲ့အကြောင်းတင်ညာရဲ့အကြောင်းသင်္ခါရတွေရဲ့အကြောင်းကိုပြောရတာခက်ခဲတယ်နက်နဲတယ်နော်ဒီယူဘက်ခန္ဓာရဲ့အကြောင်းကိုပြောရတာကအလွန်ပေါ်လွင်တယ်ထင်ရှားတယ်ပေါ့ပေါ်လွင်ထင်ရှားတယ်ဆိုပေမဲ့လည်းပဲသိအောင်မကြိုးစားရင်တော့သိမှာမဟုတ်ဘူးနော်အဲ့ဒါလေးတော့သတိထားဖို့လိုပဲဒါကြောင့်ယူဘက်ခန္ဓာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဇောင်းပေးပြီးတော့ပြောကျင်တဲ့အတွက်ကြောင့်ဒီကနေ့ဟောဖို့ရွေးလိုက်တဲ့တရားကဇနဗရကလျာဏီဝတ္ထုမှာလာတဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်လေးဇလံဝတ္ထုတွေကိုဦးဇင်းတို့အကျေတုံးမပြောပါဘူးဇနဗရကလျာဏီဆိုတာကဘုရားရှင်ကိုရမြတ်ကြီးရဲ့နှမတော်ရူပနန္ဒာမင်းသမီးနော်နန္ဒာမင်းသားနဲ့လက်ထက်ထိန်းများကနေမှာနန္ဒာမင်းသားကိုမြတ်စွာဘုရားကခေါ်သွားလို့နန္ဒာမင်းသားယဟန်ပြုပြီးတော့နောက်ဆုံးကျွတ်တန်းဝင်တဲ့နန္ဒာမင်းသားချုပ်ခံပေးတဲ့တို့အလုံးသိတယ်ဟုတ်လားအဲ့တော့ရူပနန္ဒာကကျမ်းနေရစ်တယ်နောက်တော့ဖခင်မဲတော်ဖြစ်တဲ့သူတော်ရဏမင်းကြီးကလည်းပဲယဟန္တာဖြစ်လို့ပြိဋိဘံဆန်တဲ့ထီပြူအောင်မှာမိသွေးတော်ဂေါရမီသူ့ရဲ့အမေနော်ဂေါရမီကလည်းပဲဘိက္ခုနီမပြုပြီးတော့ယဟန်ဖြစ်သွားပြီဟုတ်လားသူ့ရဲ့မောင်တော်ကြီးကလည်းပဲတိတ်တထဆိုပြီးတော့ဟုတ်လားဒါဘုရားရှင်စေဧကံဖြစ်သွားပြီနော်သူ့ရဲ့လင်ယောက်ျားဖြစ်တဲ့နန္ဒမင်းသားကလည်းယဟန်ပြုသွားပြီနော်သူ့ရဲ့တူတော်လေးရာဟုလာကလည်းရှင်ပြုသွားပြီအဲ့ဒီတော့သူ့မှာရွှေမျိုးရင်းချရလို့ဘာမှမရှိတဲ့အခါကျတော့ငါလည်းပဲမထူးဘူးယဟန်ပြုမယ်ဆိုပြီးတော့သူဘိက္ခုနီမှာဝတ်တယ်တရားတရားနဲ့ဝတ်တဲ့ဘိက္ခုနီမဟုတ်ဘူးရွှေမျိုးတွေရဲ့ပုံမှာဆွဲလန်းမှုမမောမှုကြောင့်ဖြစ်လာတဲ့ဘိက္ခုနီပေါ့ဒါပေမဲ့သူ့မှာပါရမီကံတရားတွေအများကြီးပါတယ်အဲ့ဒါသူကယဟန်ဖြစ်လာပြီဆိုတော့မြတ်စွာဘုရားကြီးကိုမသွားဘူးဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကဒီရုပ်အစင်းရဲ့အပြစ်ကိုအလွန်ပြောတယ်သူကရုပ်အစင်းကိုအလွန်မှအကောင်းထင်တယ်ဒါသူ့ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့အပြစ်ပြောမှာကိုသူစိုးရိမ်နေပေါ့ဒါကြောင့်အဲ့ဒါကိုသူနားမထောင်ခြင်းတဲ့အတွက်ကြောင့်မြတ်စွာဘုရားကြီးကိုသူမသွားဘူးဒါပေမဲ့လို့သူမသွားဘဲလည်းမနေနိုင်ဘူးဘုန်းဆိုမြတ်စွာဘုရားရဲ့ဂုဏ်သတင်းတွေကအလွန်တရာမှကြီးတာနော်တရားဟောကဘလို့ကောင်းတာဘလို့နားလေတာအဲ့လိုမျိုးမြတ်စွာဘုရားရဲ့နော်တရားနဲ့ပတ်သက်ပြီးတော့ဒီဂုဏ်သတင်းတွေကအလွန်မှမှုရတာဆိုတော့သူမသွားဘဲမနေနိုင်ဘူးအဲ့တော့သူဘလို့စဉ်းစားတော့ဆိုတော့ဘိက္ခုနီမတွေရဲ့နောက်ကတတလေးတိတ်တိတ်ကလေးငါလိုက်သွားမယ်အဲ့ဒါငါ့ကိုမြတ်စွာဘုရားမမြင်စေရဘူးဘိက္ခုနီမတွေရဲ့နောက်ကနေကိုယ်ပြီးတော့မြတ်စွာဘုရားရဲ့ရွှေမျက်နှာတော်ကိုငါဖူးမြော်မယ်တရားကိုနာမယ်အဲ့လိုစိတ်ကူးနဲ့လိုက်တာလိုက်တော့ဘိက္ခုနီမတွေကဟာဒီကနေ့ထူးထူးခြားခြားရူပနန္ဒာထေရီတော့တရားနာလိုက်တယ်တော့သူမလိုက်စကူးလိုက်တော့မြတ်စွာဘုရားကလည်းပဲတရားအထူးဆန်းကိုဟောလိမလားမသိဘူးဆိုပြီးတော့ဘိက္ခုနီမတွေလည်းအများကြီးသွားကြတယ်လို့ဆိုတယ်အဲ့ဒါနဲ့ပေးသက်ထဲရောက်တဲ့အခါကျတော့မြတ်စွာဘုရားကတိတယ်မြင်တယ်တော့ရူပနန္ဒာထေရီတရားနာလိုက်လာတယ်ဆိုတာသိတယ်အဲ့ဒီတော့သူ့အတွက်မြတ်စွာဘုရားကသူ့ကိုမြင်ရတော့သူကတော့တကယ်ရုပ်အစ်စ်လို့ထင်နေတာမြတ်စွာဘုရားကအလွန်တကူကြီးတော့ဘယ်တိုင်းဘယ်ပြည်ကဘယ်သူမင်းသမီးကဘယ်လိုများလာပြီးတော့ပြုစုနေတယ်လည်းမသိဘူးရက်လေခတ်ပြီးတော့ကုသိုလ်ရအောင်လုပ်နေတယ်လည်းမသိဘူးလို့ထင်မှာပေါ့ဟုတ်လားအဲ့လိုသူကြည့်တော့အဲ့ဒီနေမိတရုပ်ကိုလည်းပဲမြတ်စွာဘုရားနဲ့ရူပနန္ဒာဒီနှစ်ယောက်ပဲမြင်တယ်ပေါ့အဲ့တော့ရူပနန္ဒာကအဲ့ဒါကိုကြည်ရင်နဲ့မြတ်စွာဘုရားကဒီအမျိုးသမီးကိုအသက်20ရွယ်လောက်ဖြစ်အောင်တခါရှေ့တိုးပြီးတော့ဖန်တီးတယ်ကြည်ရင်နဲ့ယုတ်ကတဖြည်းဖြည်းနဲ့ရင်နေပေါ့နောက်သားတစ်ယောက်မွေးပြီးတဲ့အရွယ်နောက်ကလေး2ယောက်3ယောက်မွေးပြီးတဲ့အရွယ်နောက်40 50 60 90 80တဖြည်းဖြည်းနဲ့ယုတ်ကိုဖန်တီးပြအဲ့လိုဖန်တီးပြတဲ့ခါကျတော့သူကြည့်နေတော့မှပဲဒီလိုအိုးသွားတဲ့သဘောရှိသဘောဆိုတာကိုလက်တွေ့ကြသူမြင်ရတယ်ပေါ့အဲ့လိုကြည့်ရင်းနဲ့သူ့ရဲ့စိတ်ထဲမှာစောတော့ကသူ့ခန္ဓာကိုယ်ပေါ်မှာတက်မဲ့နေတဲ့စိတ်ဟာဒီနေမိတရုပ်ပေါ်မှာတက်မဲ့တဲ့အနေအထားနဲ့ပြောင်းသွားတယ်လို့ပြောခဲ့တယ်နော်ခုဒီနေမိတရုပ်ပေါ်မှာတက်မဲ့နေတဲ့စိတ်ကလည်းပဲမြတ်စွာဘုရားကတဖြည်းဖြည်းနဲ့ရုပ်ရဲ့သဘာဝကိုတကူကိုအသုံးချပြီးတော့ပြတဲ့အခါမှာအဲ့ဒီနေမိတရုပ်ရဲ့အပေါ်မှာဆွဲလန်းမမောတဲ့သဘောကလည်းတဖြည်းဖြည်းနဲ့ရော့လိုက်လာဟုတ်လားအဲ့လိုနဲ့အနာယောဂနှိမ့်ဆက်တဲ့ပုံဖန်တီးတယ်နာယောဂနှိမ့်ဆက်ပြီးတော့လဲသွားတယ်အော်ဟစ်ညင်းညူနောက်တေဆုံးသွားတဲ့အနေအထားကိုဖန်တီးတယ်တေးပြီးတော့ဖူးဖူးရောင်လာတယ်ပုတ်လာတယ်ပွားလာတယ်လောက်တွေပါတွေကျလာတယ်ဒီလိုအနေအထားမျိုးတွေပါပြီးပြင်းပြင်းဖန်တီးပြတယ်အဲ့ဒါကိုသူစမ်းအိပ်ပြီးတော့ကြည်နေရင်းနဲ့စောစောကတက်မဲ့မောတဲ့စိတ်တွေဟာတဖြည်းဖြည်းနဲ့ပါလျာပြီးတော့သွားတာဘယ်လောက်ထိဖြစ်လာတော့ဆိုတော့
သူ့ရဲ့စိတ်ထဲမှာရုပ်ဆိုတာဘာမှတည်မြဲတဲ့သဘောမရှိပါလားအမှန်ကတော့ဦးဇင်းတွေးကြည့်မိတယ်ပေါ့တကယ်တမ်းက16နှစ်သမီးကနေပြီးတော့အသက်80 90တေးပြီးတော့ဖူးဖူးရောင်တဲ့အနေအထားကိုပင်ကိုယ်အတိုင်းစောင့်ပြီးတော့ကြည့်ဖို့ဆိုရင်တော့နှစ်ပေါင်း60 80လောက်ကြာမယ်ပေါ့နော်နှစ်ပေါင်း60 80လောက်ကြာမှတွေ့ရမြင်ရမယ့်အနေအထားကိုဒီမိနစ်ပိုင်းလေးအတွင်းမှာမြန်မြန်ဆန်ဆန်ဖန်တီးပြလိုက်တဲ့အနေအထားကလည်းပဲသူ့ရဲ့ဉာဏ်ပညာကိုအများကြီးရင့်ကျက်သွားစေတယ်လို့ဦးဇင်းစိတ်ထဲမှာတွေးမိတယ်။ပိတ္တတို့စဉ်းစားကြည့်နော်။အခုတရားမတို့ဦးဇင်းတို့တွေကဒီယုတ်ကတဖြည်းဖြည်းနဲ့ပြောင်းလဲနေတာသူကနှင်းလွန်းတယ်လို့စိတ်ထဲမှာထင်တာလဲပါမယ်ပေါ့။အဲ့တော့မထင်ရှားဘူးမသိတာဘူးပေါ့။ဟုတ်လား။တကယ်လို့ဦးဇင်းတို့ကိုချင်းနာချင်းသေချင်းပုတ်ပွားချင်းဖူးဖူးရောင်ဖြစ်ချင်းဆိုတာကိုဘဝရဲ့ဖြစ်စဉ်ကိုအတူချုပ်ပြီးတော့မြန်ကြည့်နိုင်မယ်ပြတဲ့လူကလည်းပြနိုင်မယ်ဆိုရင်ပို့ပြီးတော့ထင်ထင်ရှားရှားမသိရဘူးလားသိရနော်အခုတော့တရားမတို့ဦးဇင်းတို့တွေကမနေ့တုန်းကနဲ့ဒီနေ့လည်းဘာမှထူးတယ်လို့မထင်မနေ့တုန်းကနဲ့ဒီနေ့လည်းဘာမှထူးတယ်လို့မထင်ဟုတ်တယ်မဟုတ်လားညာကပေါင်းဆိုမလိုက်နိုင်ဘူးပေါ့ဟုတ်လားအခုမြတ်စွာဘုရားကနှစ်90 80အတွင်းမှာတွေ့ရမယ်ကြုံရမယ်အနေအထားကိုဒီမိနစ်ပိုင်းလေးအတွင်းမှာမြန်ဆန်ဆန်ဖန်တီးပြဟုတ်လားအဲ့ဒီတော့သူ့ရဲ့စိတ်ထဲမှာဘလောက်ထိတောင်ဖြစ်လာတော့ဆိုလို့ရှိရင်ဒီဘဝဟာမီးတဟုံတောက်နေတယ်လို့တောင်သူ့စိတ်ထဲမှာထင်တယ်တဲ့အဲ့ဒီရူပနန္ဒာရဲ့စိတ်ထဲမှာဟုတ်လားဒီရုပ်ဟာပျက်စီးလွယ်တဲ့သဘောရှိတယ်ဆက်စုပ်ဖွယ်သဘောရှိတယ်ဆိုတာလေဘင်းမှာခွေးသေးကောင်ပုတ်ကိုဆွဲပေးထားတဲ့ခံစားမှုမျိုးကိုတောင်ခံစားရတယ်လို့ဆိုသူ့ရဲ့စိတ်ထဲမှာတော့မမောမှုတက်မဲ့မှုအလွန်တရာမှနည်းသွားတာပေါ့အဲ့လိုနည်းသွားတာကိုလည်းမြတ်စွာဘုရားကသိတယ်သိတဲ့အခါကျတော့မြတ်စွာဘုရားကရူပနန္ဒာရဲ့စိတ်ထဲမှာဒီယူပခန္ဓာရုပ်အစုဝေးရဲ့အပေါ်မှာအမှန်တိုင်းသိတဲ့မြင်တဲ့ဉာဏ်နဲ့ရင့်ကျက်လာပြီဒီတိုင်းဆက်ပြီးတော့ပြယုံမျှနဲ့သူမဉဏ်ဖွဉဏ်ကိုရနိုင်မလားဆိုတော့မရနိုင်ဘူးနောက်ထပ်အထောက်အပံ့တစ်ခုလိုတယ်အဲ့ဒါကဘာလို့ဆိုတော့အမှန်တရားကိုနားနဲ့ကြားရဖို့လိုသေးတယ်အခုကမျက်စိနဲ့မြင်တာပဲရှိတယ်မျက်စိနဲ့မြင်တဲ့အပိုင်းဟာလည်းပဲဉာဏ်ဖြစ်ဖို့အတွက်အများကြီးအထောက်အကူရှိတယ်မျက်စိနဲ့မြင်တဲ့အပိုင်းဟာအသိဉာဏ်ကိုဖြစ်တဲ့နေရာမှာအထောက်အကူပြုတယ်လို့နားနဲ့ကြားရတဲ့အပိုင်းဟာလည်းပဲအသိဉာဏ်ကိုဖြစ်တဲ့နေရာမှာဖြစ်စေတဲ့နေရာမှာအများကြီးအကျိုးကျေးဇူးများတယ်ခုဒီကရမတို့ဦးရင်တို့အခုနားထောင်နေတယ်ဒါမျက်စိနဲ့မြင်ရတာမဟုတ်နားနဲ့ကြားနေတာနားနဲ့ကြားတဲ့အတန်ကိုဟုတ်ဤမဟုတ်ဤတဘာဝကြားဤမကြားဤစဉ်းစားရင်းနဲ့ကိုယ့်ရဲ့တန်တမှာစစ်မှန်တဲ့အသိဉာဏ်ကိုဖြစ်အောင်ကြိုးစားနေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ဒါကြောင့်မြတ်စွာဘုရားကဒီယူပါယုံနဲ့တရားဟောရတယ်ပေါ့စောစောကအနေထားဘဝဆိုတာဒီလိုရှိတယ်ဒီရုပ်အစုဝေးဆိုတာဒီလိုရှိတယ်ဆိုတာကိုလက်တွေ့ဒါမျက်စိနဲ့သူ့ကိုကြည့်ခိုင်းလိုက်တာမြင်ခိုင်းလိုက်တာပဲဟုတ်တယ်မဟုတ်လားအေးအဲ့ဒီလောက်နဲ့လုံလောက်လားဆိုတော့မလုံလောက်ဘူးမလုံလောက်တဲ့ခါကျတော့မြတ်စွာဘုရားကဘာလုပ်တုံးဆိုတော့အတန်ကိုအသုံးချရတယ်တရားဟောရတယ်ဒီအတန်ဟာလည်းပဲသဘာဝတရားကိုသိဖို့မြင်ဖို့နေရာမှာနော်ဟောဟာတွေသုံးပြီးတော့အဓိပ္ပာယ်တွေဖော်ပြီးတော့ပြောလိုက်တဲ့အခါကျတော့အများကြီးအကျိုးကျေးဇူးမရှိဘူးလားရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကဘာဟောပြတယ်ဆိုတော့ခန္ဓာရဲ့သဘောတဘာဝကိုနားနဲ့ကြားပြီးတော့တွေးဖြစ်သွားအောင်အတုရံအတုစိန်ဥတေပတ္တနန္တေသမုဒ္ဒေယဥက္ကရံတံပက္ကရံတံဘာလနံအပိပတိတံယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဓာတုတောတုံညတောပတ္တမာလောကပုဏ္ဏရာဂမိဘဝိသနံဝိဒာဇိတဝါဥပတံတော်စရိတတိလို့နှစ်ဂါထာခွဲပေါ့ဂါထာနှစ်ဂါထာခွဲဟောတယ်အဲ့ဒီဂါထာနှစ်ဂါထာခွဲကိုဟောလိုက်တဲ့အခါမှာရူပနန္ဒာဟာသောတာပန်ဖြစ်တယ်ရူပနန္ဒာတယောက်ကိုသောတာပန်ဖြစ်သွားအောင်ဒီဂါထာနှစ်ဂါထာခွဲကဘလို့အဓိပ္ပာယ်တွေမြန်ပြောထားတာတော့သိပြီးတော့ခက်ခဲနေနေတာကြီးတော့မဟုတ်ဘူးလို့ဆိုနိုင်တယ်ပေါ့သို့တော်လည်းပဲအမှန်တရားတွေပါတရားကိုလွယ်တယ်လို့ပေါ့ပြောတာတော့မဟုတ်ပါဘူးနားမလည်နိုင်တော့အောင်ခက်ခဲတဲ့အပိုင်းတွေမဟုတ်ဟုတ်လားအဲ့တော့အဲ့ဒီဂါထာနှစ်ဂါထာခွဲကိုဦးဇင်းနည်းနည်းရှင်းပြမယ်နော်အဲ့ဒီဂါထာနှစ်ဂါထာခွဲဘာပြောတော့ပထမဂါထာကအတုရံအတုစိတ်ပုတိပတ္တနန္တေသမုဒ္ဒေယဥက္ကရံတံပက္ကရံတံဘာလနံအပိပတိတံဒီယူပခန္ဓာရဲ့သဘောတဘာဝကိုအဓိကထားပြီးတော့ပြောတာဒီရုပ်အစုဝေးစပယ်မွေးကစပြီးတော့ခြေဘဝတိုင်အောင်ဒီရုပ်အစုဝေးဟုတ်လားအဲ့ဒါကိုဘယ်လိုပြောတော့အတုရံအမြဲတမ်းနာနေတဲ့သဘောရှိတယ်တဲ့ဒီခန္ဓာကိုယ်ကြီးဆိုတာဘာလဲတော့အမြဲတမ်းနာနေတဲ့သဘောရှိတယ်စေယုံစေကပွားရမှာစေထိုးစေစားတောက်ရမှာနာတယ်လို့နားလည်ထားရုံနဲ့တော့မကြည့်ရှုံဘူး
နာကျင်တဲ့သဘောမတက်တာတဲ့သဘောအခါရခက်တဲ့သဘောဆိုတာခန္ဓာကိုယ်မှာတကယ်တမ်းအမြဲတမ်းရှိတယ်ကြည်တာနဲ့သေးတာပဲကွာမယ်ထင်ရှားတာနဲ့မထင်ရှားတာပဲကွာမယ်မတက်တာတဲ့သဘောကတော့အမြဲတမ်းရှိတယ်အဲ့ဒါကိုဉာဏ်ထဲမှာပေါ်လွင်နေတယ်ဆိုလို့ရှိရင်15မိနစ်လောက်ပုံစံတစ်မျိုးတည်းနဲ့မပြောင်းမဲမရွှေ့ပဲမလှုပ်ဖဲနဲ့နေကြည့်ပါလားဒါလူငယ်တွေအတွက်ပြောတာပါခန္ဓာကိုယ်ရဲ့မတက်တာတဲ့သဘောဟာဉာဏ်ထဲမှာထင်ရှားမလာပေဘူးလားသို့တော်ဒကာမတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာဒီတိုင်းလေးနေနေရရင်ကောင်းနေတယ်တက်တာနေတယ်လို့ထင်တာဟုတ်လားမတက်တာတဲ့သဘောကဉာဏ်ထဲမှာမထင်ရှားဘူးဘာကြောင့်လဲဆိုတော့ဣရိယာပုတ်ကဖုံးထားလို့ဒီလိုလေးနေမကောင်းတော့ဟိုလိုလေးပြောင်းပြီးတော့နေကြည့်လိုက်တယ်နေပလိုက်တယ်အဲ့တော့ဒုက္ခရဲ့သဘောကဉာဏ်ထဲမှာမထင်ရှားဘူးအဲ့တော့တကယ်ကခန္ဓာကိုယ်ဆိုတာဘယ်သူခန္ဓာကိုယ်ပဲဖြစ်ဖြစ်အတုရံအမြဲတမ်းနာနေတယ်တဲ့အတုစိန်ဟောဆက်ပြောတယ်အတုစိန်ဆိုတာမစင်ကြယ်ဘူးလို့ပြောတာဒီရုပ်ဘက်ခန္ဓာမှာစင်ကြယ်တဲ့နေရာတနေရာမှမရှိဘူးမတိချာစဉ်းစားကြည့်နော်စင်ကြယ်တာဘာမှမရှိဘူးနောက်ပုတိန်ဆိုတာပုတ်တဲ့သဘောလို့ပြောတာအမိနတ်တော့အ ਨੇ ဆုံးရှိနေတယ်ပေါ့ဒီခန္ဓာကိုယ်မှာဒါဘယ်သူမှမငြင်းနိုင်ဘူးနော်အတုရနာကျင်နေတယ်အတုစိတ်မစင်ကြယ်တဲ့သဘောရှိတယ်ပုတိန်ပုတ်နေတဲ့သဘောရှိတယ်ပြီးတော့ဘာပြောတော့ဆိုတော့ဥက္ကရန္တံနဲ့အထက်ပိုင်းမှာရှံကြနေတဲ့သဘောရှိတယ်ပက္ကရန္တံအောက်ပိုင်းမှာယိုကျနေတဲ့သဘောရှိတယ်ဒါကရင်ရင်ကြီးကြီးပြောတာပါဟုတ်လားဥက္ကရန္တံအထက်ကိုရှမ်းနေတဲ့သဘောလေးရှိတယ်ပက္ကရန္တံအောက်ကိုယိုကျတဲ့သဘောလေးရှိတယ်ဘာလနံအဘိပတိတံဟောအဲ့ဒါလေးကစိတ်ဝင်စားစရာကောင်းဘာလနံမသိတဲ့ပုဂ္ဂိုလ်တွေအတွက်အဘိပတိတံအလွန်မှတောင့်တတဲ့ညှက်နိုးတိုက်တဲ့အရာဖြစ်တယ်မသိတဲ့လူတွေအလွန်ဆွဲလန်းတဲ့အရာလည်းဖြစ်တယ်တဲ့ခန္ဓာရဲ့သဘောကိုပြောတာနော်အဲ့ဒီလိုမျိုးသဘောတဘာဝရှိတဲ့သမုတ်တေယံနော်ရုပ်ကာယတို့ရဲ့အရှုဝိဖြစ်တဲ့ဒီခန္ဓာကိုယ်ကြီးကိုပတ္တမှန်မှန်ကန်ကန်မြင်အောင်ကြည့်ပါတဲ့အခုပြောတော့တဲ့မှာနားမလဲတာဘာပါလဲဒါယူဘခန္ဓာရဲ့သဘောတဘာဝအမှန်ကိုပြောတော့တာနော်အဲ့ဒါဦးဇင်းတို့ဒီဂါထာလေးကိုတောင်မြုပ်စတော်ဘုရားကြီးကနော်နေတရားပြန်တာလေးတော်တော်သဘောကျရတာကောင်းတယ်ဆိုကြီးကဘယ်လိုနေတရားပြန်ထားတယ်ဆိုတော့အတုရံ96ပြန်ဘေယောဂါတို့လွန်စွာခံခဲ့နှိမ့်ဆက်အပ်ပေသောအတုစေအမြဲနေစဉ်ဆေးတုတ်တင်လေးမစင်မကြဲရွံစပွဲကောင်းထသောပုတိန်ဆေးကြောတုတ်တင်တရားစင်ပြီးအမြင်သာဟုတ်အတွင်းပုတ်၍နေသောဥက္ကရန္တမျက်စိနာနာအင်္ဂါရှိတိုင်းအထက်ပိုင်းဝယ်ယွန်ပွဲတိုးပုတ်အန်ထုတ်၍လည်းနေသောပက္ကရန္တကျင်ကြီးကျင်တဲ့အသွယ်သွယ်ဟုမဖွဲမရအဖျားဖျားကိုမှန်စွာနိညာရိုချ၍လည်းနေသောဘာလနံဘဝတန်တရားကယာကစိတ်ဘဝငမိုက်သားတို့သည်အဘိပတိတံရှိရင်ပြောင်းပြန်မမှန်ကန်အောင်ကြံဖန်လေးမြတ်တောင့်တအပ်တော်တဲ့ပြောတော့တာအလွန်ကောင်းတယ်တလုံးချင်းအတိတ်ပဲတိတိကျကျရေးထားတာဆိုတော့ကြီးကဟုတ်လားဘာလနံလူမိုက်ဆိုတာကိုဘယ်လိုပြောတာလဲသူကဘဝတန်တရားကယာကစိတ်ဘဝငမိုက်သားတို့သည်တဲ့သူအဲ့လိုပြောတာနော်အဘိပတိတံရှိရင်ပြောင်းပြန်မမှန်ကန်အောင်ကြံဖန်လေးမြတ်တောင့်တအပ်တော်ဖြစ်နေတာနဲ့ထင်းနေတာပြောင်းပြန်လို့ပြောတာတလုံးချင်းအရသာခံမယ်ဆိုရင်ခံလို့မရဘူးလားနော်ရှိရင်ပြောင်းပြန်မမှန်ကန်အောင်ကြံဖန်လေးမြတ်စိတ်ထဲမှာကိုယ့်ကိုကြံဖန်ပြီးတော့တန်ဖိုးထားနေတာလို့ဆိုလိုတာဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ခန္ဓာကိုယ်ကြီးကိုအမှန်တန်သိအောင်မြင်အောင်ကြည်ပါတဲ့ဒါပထမဂါထာလေးရဲ့အဓိပ္ပာယ်ပေါ့နော်နောက်ဒုတိယဂါထာပါပြောတော့ယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဓာတုသောတုံညတောပတ္တမာလောကံပုဏ္ဏရာဂမိဘဝိသနေဝိရာဇိတဝါဥပဒံတော်စရိတတိတဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့အခုနေမိတယုတ်သောတော်ကဖန်ဆင်းပြတယ်သေပြီးတော့ဖူးဖူးရောင်နေတဲ့ပုံနေပေါ့ဟုတ်လားအဲ့ဒါဘာပြောလို့ဆိုအဲ့ဒါကြီးဖြစ်တယ်လို့ဒီခန္ဓာကိုယ်ကြီးဟာဖြစ်လေအောင်ပဲဒီခန္ဓာကိုယ်ကြီးဟာအဲ့ဒါနဲ့အတူတူပဲအဲ့ဒီခန္ဓာကိုယ်ကလည်းတစ်ချိန်လုံးကဒီခန္ဓာကိုယ်လိုပဲဒီခန္ဓာကိုယ်ကလည်းတစ်ချိန်ကျရင်အဲ့ဒီလိုဖြစ်မယ်အဲ့ဒါနဲ့ဒါနဲ့ဟာအတူတူပဲလို့ပြောယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဒါလည်းအဲ့ဒါလိုဖြစ်မယ်အဲ့ဒါလည်းဒါလိုဖြစ်ခဲ့တယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဟိုအတုပရှုတို့ဘာတို့လိုက်ကြပြီနော်သူများကိုလိုက်ပို့ပြီဆိုတဲ့အခါမျိုးမှာဒါစဉ်းစားဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါဟာဒါလိုဖြစ်ခဲ့တယ်ဒါဟာအဲ့ဒါလိုဖြစ်အောင်ပဲအဲ့ဒီတည်သွားတဲ့လူဟာတစ်ချိန်လုံးကငါလိုတော်လာပျော်ပျော်ဆိုဆိုနော်လုတ်ကင်နေထိုင်စားတော့ခဲ့တဲ့လူနော်အဲ့ဒီလူဟာဒါမျိုးဖြစ်ခဲ့တယ်ဟောဒါလည်းအဲ့ဒါမျိုးဖြစ်အောင်မယ်အတူတူပဲလို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဓာတုသောတုံညတောပတ္တနဲ့ဓာတ်တဘာဝအနေနဲ့အနှစ်သာရမှာကင်းစိတ်တဲ့အနေနဲ့ရှုပြီးတော့
ဒီရှင်းရလာတဲ့လောကကြီးကိုနောက်ထပ်တစ်ဖန်မလာပါနဲ့တဲ့ဒီလိုလောကမျိုးကြီးဒီလိုဘဝမျိုးကိုမရချင်ပါနဲ့ပေါ့အတိတ်ပဲကအဲ့လိုမျိုးဘဝရဲ့ပုံမှာတွေ့တာမမောမှုကင်းအောင်လုပ်နိုင်မယ်ဆိုရင်ဥပဒံတော်စတိတတိတော့အလွန်ချင်းငြိမ်းငြိမ်းချမ်းချမ်းနေရလိမ့်မယ်နော်ဘဝရဲ့ပုံမှာအလိုဆန္ဒနည်းမယ်ဆိုရင်သင်အလွန်ငြိမ်းငြိမ်းချမ်းချမ်းနေရလိမ့်မယ်အဲ့ဒီဂါထာနှစ်ဂါထာခွဲကိုဟောလိုက်တော့ဘာဖြစ်သွားတော့သောတာပန်ဖြစ်သွားဟုတ်လားအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ဘာမှနားမလည်ကြရတော့မပါဘူးတကယ်သဘောပေါက်ဖို့တော့လိုတယ်ပေါ့ဟုတ်ရဲ့လားအေးအဲ့ဒီလိုသောတာပန်ဖြစ်သွားပြီဆိုတော့မှမြတ်စွာဘုရားကဆက်ပြီးတော့နောက်ထပ်တစ်ဂါထာဟောတယ်အဲ့ဒီဂါထာကတော့ဓမ္မပဒပါဠိတော်မှာလာတယ်ပေါ့အဲ့ဒီဂါထာလေးလည်းပဲမှတ်သားစရာကောင်းတယ်အဋ္ဌိနံနဂရံကတံမာတာလောဟိတလေပနံယထဇရာစမေဇုစမာနောမေခောစဩဟိတောတဲ့အဋ္ဌိနံအယိုးတို့ကိုမာတာလောဟိတလေပနံအသားအသွေးတို့ဖြင့်လိမ့်ကြံပြီးတော့ကတံတိဆောက်ထားတဲ့နဂရံဒီခန္ဓာဒီဟူသောအိမ်ကိုဟောခန္ဓာကိုအိမ်နဲ့ဥမာပေးတယ်နော်ဒီကရမတို့ဦးဇင်းတို့ရဲ့ခန္ဓာအိမ်ဟာအယိုးတွေကိုပါတော့အသားအသွေးတွေနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားအမှန်တော့အမှန်တရားတွေပဲဒါပေမဲ့မစင်သားမိတာမစင်ញင်မိတာကတော်တော်မခက်ဘူးလားခက်တယ်နော်ဘာမှမသိနိုင်တာတော့လည်းမဟုတ်ဘူးဟုတ်လားအယိုးတွေကိုပါတဲ့တော့အသားအသွေးတွေနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားဒီခန္ဓာအိမ်တိကျချာလေးစဉ်းစားကြည့်နော်စံပင်မွေးညင်းခြေတိလက်တိသွားအရေးအသားအကျော်အယိုး32ခုဌာနနော်32ပုံပုံပြီးတော့ဟောတာလည်းရှိတယ်ပေါ့မြတ်စွာဘုရားဟောတာဟို42ပုံပုံပြီးတော့ဟောတာလည်းရှိတယ်ပေါ့အဲ့တော့ဆိုကြပါစို့စံပင်မွေးညင်းခြေတိလက်တိသွားအရေးဆိုတဲ့၅မျိုးကတော့ပဂရိမျက်စိနဲ့ကိုမြင်ရတယ်သူကတက္ကပင်စကလို့ခေါ်တာပေါ့နော်အေးအဲ့ဒီနေရာမှာဥယျာဉ်တို့နည်းနည်းကလေးဟိုမှန်မှန်ကန်ကန်သိကျင်တဲ့စိတ်ကလေးနဲ့စဉ်းစားကြည့်ပါစဉ်းကျင်ကြည့်ပါအဲ့ဒီအရေးသူအရေးပိုင်းအောက်မှာဘာရှိလဲအသားတွေရှိမယ်ပေါ့စိတ်ကူးကလေးနဲ့အရေးကိုခွာပြီးတော့ကြည့်ပေါ့သွေးတန်ရေးရေးနဲ့ဒါအသားပြင်တွေရှိမယ်ပေါ့ဒီလက်ခောက်လိုပါလို့ဆိုရင်တော့အသားတောင်မြင်ရမှာမဟုတ်အရေးကိုခွာလိုက်တာနဲ့အယိုးကိုတောက်လျှောက်မြင်ရမယ်ပေါ့ဟုတ်လားအဲ့ဒီအသားပြင်ကြီးဒီအသားဆိုင်အသားကင်းတော့ဈေးထဲမှာကိုတော့ဝယ်ပြီးတော့ချစ်ချက်စားနေတဲ့အသားတွေနဲ့ဘာမှတိတ်ပြီးတော့ထူးတာမဟုတ်ဟုတ်လားအဲ့ဒီအသားကြီးကိုမြင်လို့ရှိရင်မမြင်တာနဲ့တော့စိတ်ထဲမှာဘယ်လိုမှဆွဲလန်းမှုချင်းဟာမတူပါဘူးဟုတ်လားမြင်တယ်ဆိုရင်ဆွဲလန်းမှုကမြင်တာနဲ့အမျှလျော်နေမှာကတော့အမှန်ပဲဆွဲလန်းမှုလျော့တာနဲ့မျှအဲ့ဒီအချိန်မှာထိုက်တဲ့သက်တာမှုငြိမ်းချမ်းမှုကတော့ရမှာအမှန်ပဲဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့အရေးလူအရေးပါရဲ့အောက်မှာအသားတွေရှိတယ်ဆိုတာကိုလည်းစဉ်းစားမိဖို့လိုပဲပေါ့အဲ့ဒီအသားထဲမှာနောက်ထပ်ဘာတွေရှိအောင်မလို့အကျော်တွေရှိမယ်ပေါ့နော်သွေးတွေသွားလာနေတဲ့ပို့နေတဲ့သွေးကြောတွေအာယုံကြောတွေရှိမယ်ဟုတ်လားအကျော်တွေကိုဆက်ထားလို့ရမယ်ဆိုရင်မိုင်ပေါင်း6000လောက်တောင်ရှိမယ်လို့ဒါပိဋကတွေလည်းမှတ်သားဖို့အောင်လူတယောက်ရဲ့ဟိုတိဆောက်ထားပုံကအလွန်တရာမှရှုပ်ထွေးတယ်ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့စိတ်တကတံဗိမာန်စမ်းစမ်းကြည်ကြလှုပ်ထားတဲ့အယုတ်တစ်ခုနဲ့တူတယ်လို့တောင်မြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့အသားတွေရှိတယ်သွေးကြောတွေရှိတယ်ပြီးတော့အဲ့ဒီရဲ့အောင်ပါရှိတယ်အယိုးရှိတယ်အယိုးကတော့အမာခံတိဆောက်ထားတဲ့အရာဟုတ်လားအယိုးကဦးဇင်းတို့ဒီအယိုးမရှိဘူးဆိုရင်ခန္ဓာကိုယ်ကြီးဟာအဝတ်စုပ်ကြီးတစ်ခုလိုခွေကျသွားမှာပေါ့ဟုတ်တယ်ဟုတ်လားဒီအယိုးနဲ့အမာခံတိဆောက်ထားတယ်ဒီအယိုးကတိဆောက်ရေးကိစ္စသွားရေးလာရေးကိုင်နိုင်ရေးလှုပ်ရှားရေးကိစ္စတွေမဟုတ်ဘူးနော်အရေးကြီးတဲ့အင်္ဂါအစိတ်ပိုင်းတွေကိုကာကွယ်ရေးကိစ္စကိုပါသူကတာဝန်ယူမထားဘူးလားနော်အုံနောက်လို့ပစ္စည်းကိုအလွန်တရာခိုင်ခိုင်မာမာလုံလုံခြုံခြုံခွက်တင်နဲ့အုပ်ထားတယ်မျိုးကိုအုပ်ထားတာဟုတ်လားပြီးတော့နံရိုးတွေဆိုလို့ရှိရင်အထဲထဲကနှလုံးတို့အဆုပ်တို့လိုအရေးကြီးတာကိုခြံခတ်ပြီးတော့တင်ထားတယ်မျိုးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အယိုးကိုအသားအသွေးနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ဟုတ်လားခန္ဓာအိမ်ထဲမှာတော့ဒါအမျိုးမျိုးထည့်ထားတာတွေရှိမယ်ပေါ့နော်အိမ်ထဲမှာအမျိုးမျိုးထည့်ထားတာတွေရှိမယ်အဲ့ဒါလိုပဲဒီခန္ဓာအိမ်ထဲမှာလည်းပဲအမျိုးမျိုးထည့်ထားတာတွေရှိတယ်ပေါ့နော်အဆုပ်တို့နှလုံးတို့အသေးတို့ဦးတွေအစာသစ်အစာဟောင်းတွေဒါကတော့ရုပ်ပိုင်းဆိုင်ရာတွေထည့်ထားတာပေါ့ဒီမှာတော့မြတ်စွာဘုရားကခန္ဓာအိမ်ထဲမှာထည့်ထားတဲ့အရာကိုဘာပြောတုံဆိုတော့ယထဇရာစမေဇုစမာနောမခောစဩဟိတောတဲ့ဒီခန္ဓာအိမ်ထဲမှာအိုခြင်းတွေတေခြင်းတွေကိုထည့်ထားတယ်တဲ့နောက်ပြီးတော့ဘာတွေထည့်ထားတုံဆိုတော့မာနောစမာနတွေလည်းထည့်ထားတယ်မာနဆိုတာအထင်တစ်လုံးပေါ့နော်ငါကဘာသူကဘာဆိုတဲ့အထင်တွေလူတိုင်းမှာကိုယ်တိုင်းတာနဲ့ကိုမရှိကြဘူးလားရှိတယ်နော်အဲ့ဒီမာနကိုထည့်ထားတယ်ပြီးတော့မက္ခဆိုတာကတော့သူကျေးဇူးကိုချစ်ဖြတ်ခြင်းတနည်းအားဖြင့်သူတော်ရဲ့ဂုဏ်ကျေးဇူးကိုအတိအမှတ်မပြုတ်နိုင်တာဟုတ်လားအဲ့ဒီမက္ခဆိုတဲ့သူ
သူတို့ကတော်တာတိတာကိုယ့်တဲ့တာတာကိုအတိအမှမပြုတ်နိုင်တဲ့သဘာဝတရားဒါမျိုးတွေကမရှိဘူးလားရှိတယ်အဲ့တော့ခန္ဓာအိမ်ထဲမှာဘာတွေထည့်ထားလို့ဆိုတော့အိုခြင်းသေခြင်းမမာနမက္ခဆိုတဲ့ဒီလိုတရားမျိုးတွေထည့်ထားတာအဲ့ဒီဂါထာကိုလည်းဟောလိုက်ရောရူပနန္ဒာထေရီဟာယန္နာဖြစ်တယ်လို့ဆိုတယ်ဒါကဖြည့်ပြီးထားတဲ့ပါရမီတွေရဲ့ဆွမ်းအားတတ္တိတွေလည်းအများကြီးပါတယ်ပေါ့ဟုတ်လားလောလောဆယ်သူ့ကိုဒီလိုအတိညာဏ်တူကိုရသွားအောင်နိကတ်တဲ့အကြောင်းတရားအနေနဲ့မြတ်စွာဘုရားနော်ယူပါယုံရောတတ္ထာယုံရောအသုံးမချဘူးလားချတယ်နော်ယူပါယုံကနိမိတယုံဖန်ဆင်းပြီးတော့ပြတယ်ယူပခန္ဓာရဲ့သဘောတဘာဝအမှန်ပေါ့ဟုတ်လားတတ္ထာယုံကဘာတော့ယူပခန္ဓာရဲ့သဘောတဘာဝအမှန်ကိုပြောပြတာအဲ့တော့မြင်လိုက်ရတော့ကြားလိုက်ရတော့ဘာဖြစ်သွားလို့အတိညာဏ်ကိုအများကြီးအထောက်အကူပြုပြီးတော့ထုကဲတဲ့တရားကိုသူရသွားတာဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကိုယ်ခန္ဓာရဲ့သဘောတဘာဝကိုသိအောင်မြင်အောင်ကြိုးစားလို့ညှိကပ်တွေ့တာမှုမရှိလေလေချမ်းသာမှုရလေလေပေါ့ကိုယ်ခန္ဓာရဲ့အကြောင်းကိုသိအောင်မြင်အောင်မကြိုးစားလို့ညှိကပ်တွေ့တာမှုကြီးလေလေဆင်းရဲလေလေပေါ့အဲ့တော့ခန္ဓာရဲ့သဘာဝကိုသိအောင်မြင်အောင်ကြိုးစားအထောက်ဖို့မြတ်စွာဘုရားကတတိပဋ္ဌာန်ဒေသနာကိုတကယ်ပြည့်ပြည့်စုံစုံညွှန်ကြားပြီးတော့ဟောထားတာတတိပဋ္ဌာန်ဒေသနာထဲမှာစောစောကပြောခဲ့တာလေအကုန်လုံးအကျုံးဝင်ပြီးသားဟုတ်လားတတိပဋ္ဌာန်ဒေသနာဆိုတာကိုယ်ခန္ဓာကိုကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအထောက်ဖို့အတွက်မြတ်စွာဘုရားနီလန်းကိုအပြည့်စုံဆုံးအနေအထားနဲ့ဟောထားတာဘာမှလူလေးတွေမရှိဘူးဟုတ်လားအဲ့ဒီတတိပဋ္ဌာန်ဒေသနာနီးနဲ့အညီခန္ဓာရဲ့သဘောတဘာဝဘဝရဲ့သဘောတဘာဝကိုအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားရမယ်ပေါ့အဲ့လိုကြိုးစားတဲ့နေရာမှာအခုဦးဇင်းတို့ပြောလိုက်တာကအလွန်သိလာတဲ့ထင်ရှားတဲ့လွယ်ကူတယ်လို့လည်းဆိုနိုင်တဲ့ယူပခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားတဲ့နေပေါ့ဟုတ်လားဒါကြောင့်စံပင်မွေညင်းခြေသီးလက်သီးသွားအရေးအသားအကျော်အယိုးရိုးရင်းခြင်းသည်အညှို့နှလုံးအသေးအမြည်အဖြစ်အဆုပ်ဥမဥသိအစာသေးအစာဟောအုံနောက်တီးကြီးတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစေးကျင်းငယ်32မျိုးပေါ့အဲ့ဒါကိုဦးဇင်းတို့ပြေးတဲ့ပေါင်းတော်တို့ညံနဲ့စီစစ်ပြီးတော့ဝေဖန်ပြီးတော့ဆင်ញင်ပေးရတယ်ပုဂ္ဂိုလ်တ attva ဆိုတာတကယ်ရှိတာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားအေးအဲ့ဒါမြတ်စွာဘုရားကတော့စံနေသဘာဝပြောင်းနေနှမ်းနေပဲနေအစုံထည့်ထားတဲ့အိတ်ကြီးတစ်လုံးနဲ့ဥမာပေးတယ်ပေါ့အဝတ်နှစ်ဖက်ပိတ်ထားတဲ့အိတ်ကြီးနှလုံးအဲ့ဒါအဝတ်တစ်ဖက်ကိုဖြေးပြီးတော့အဲ့ဒီတဲ့ကိုအမျိုးစုံထက်ပြီးတော့ပြန်ပြီးတော့ပိတ်ထားအဝေးကကြည့်တော့ဘာအိတ်ကြီးလို့ညာအိတ်ကြီးလို့ပေါ့ဟုတ်လားအဲ့ဒါကိုမျက်စိအမြင်ရှိတဲ့လူကညံနဲ့ဖြေးပြီးတော့ဟုတ်လားလက်နဲ့ဖြေးပြီးတော့ဒါကတော့ဆံမဲဒါကတော့ပြောင်းမဲဒါကတော့နှမ်းမဲဒါကတော့စဘာပဲလို့တခုချင်းအသေးစိတ်ကြည့်တယ်လို့မျိုးပေါ့ခန္ဓာကိုယ်တည်းဟူသောအိတ်ကြီးကိုညံနဲ့ဖြည့်ပြီးတော့ကြည့်ရတယ်။နာမ်ပိုင်းဆိုင်ရာတွေကိုကြည့်တတ်ဖို့ဆိုတာကတတိတရားဝရိယတရားသမာဓိတရားတွေအများကြီးလိုတယ်ပေါ့။ဟုတ်လား။ရုပ်ပိုင်းဆိုင်ရာကိုကြည့်ဖို့ဆိုတာကြတော့ပို့ပြီးတော့လွယ်ကူတဲ့အနေအထားမှမရှိဘူးလား။ရှိတယ်။ဒါကြောင့်လည်းမြတ်စွာဘုရားကသတိပဋ္ဌာန်တရား၄ပါးဟောတဲ့နေရာမှာပေါ်လွင်ထင်ရှားတဲ့ကာယ ानु ပတ္တနာသတိပဋ္ဌာန်ကစပြီးတော့ဟောတာပေါ့။ဟုတ်ရဲ့လား။ဝင်လေထွက်လေအလွန်ထင်ရှားတယ်ဒါကိုဟောတယ်။ဟုတ်လား။ပြီးတော့ဣရိယာပုသွားပုံလာပုံနော်နေပုံထိုင်ပုံနောက်တမ္ပဇဉာဏတမ္ပဇညနောက်အသေးစိတ်အမူအရာလေးတွေနောက်အခုပြောတဲ့32ခုထာတာအဲ့လိုမျိုးနော်ယူပကာယနဲ့ပတ်သက်တာတွေကိုမြတ်စွာဘုရားအရင်မဟောဘူးလားဟောတယ်အဲ့ဒါကိုသိရင်ကိုပဲပိဋကပေါင်းသူတော်ကောင်းတို့တရားသူတရားမြတ်ကိုမရနိုင်ဘူးလားရနိုင်တာပေါ့ဟုတ်လားဒီလိုခက်ကပိဋကတပုံဆောင်ယဟန်နှစ်ပါးရှိတယ်အဲ့ဒါကမ္မထမ်းဆရာဖြစ်တဲ့သူတို့ရဲ့ဆရာကိုကမ္မထမ်းတရားတောင်းတော့ဒီ32ခုထာတာကိုပဲရုပ်ခိုင်းတယ်တခြားဘာမှမပေးသူတို့ကပိဋကတပုံဆောင်တဲ့ပုဂ္ဂိုလ်တွေအလွန်တရာမှကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဒါမဲ့လို့ဆရာရဲ့အပေါ်မှာယုံကြည်မှုနဲ့အဲ့ဒီစံပင်မွေးခြင်းခြေသီးလက်သေးကိုပဲအပြန့်ပြန့်အလန့်လန့်ဉာဏ်နဲ့မြင်အောင်စဉ်းစားတယ်ဆင်ញင်တယ်ဟုတ်လားဆိုရမှာဆိုအထက်ကကုဋ္ဌာတာတွေရဲ့အကြောင်းကိုလည်းသိအောင်ကြိုးစားရမယ်ဘယ်လိုအယောင်ရှိတယ်ဘယ်လိုပုံသဏ္ဍာန်ရှိတယ်ဘယ်နားလေးမှာရှိတယ်ဘာတွေကိုလုပ်တယ်ဆိုတာကိုသိရင်တော့ပိုးတောင်ကောင်းလေးတယ်ပေါ့ဟုတ်လားအဲ့ဒါပိဋကပေါင်းတော်တို့ကိုယ့်ရဲ့ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာအဲ့လိုခွဲခြမ်းဝေဖန်ပြီးတော့သိအောင်မြင်အောင်ကြိုးစားအထုတ်တဲ့အလုပ်ဟာအလွန်တရာမှအကျိုးကြီးတယ်ပေါ့ဟုတ်လားအဲ့ဒါခုနကယဟန်တစ်ပါးဝါရင်း3လပတ်လုံးအဲ့ဒီ32ခုထာတာကိုရွတ်ဖတ်ပြီးတော့တရေစေရင်းနဲ့စီးပြန်ရင်းနဲ့လည်းအဲ့ဒါသောတာပန်ဖြစ်တယ်လို့ဆိုတယ်ဟုတ်ရဲ့လားဒါကြောင့်အင်္ဂုတ္တပါဠိတော်မှာတော့ကာယကတာတတိကိုပွားများလို့ရှိရင်နိဗ္ဗာန်ကိုစားသုံးရတာနဲ့အတူတူပဲလို့တောင်မြတ်စွာဘုရားကဟောတာဟုတ်ရဲ့လားဘာကြောင့်အဲ့လိုမျိုးငြိမ်းချမ်းမှုအစစ်အမှန်ကိုရတာတုံးလို့မေးရင်အဖြေကဆွဲလန်းမှုကိုလျှော့ချနိုင်လို့ပါခုဒီကဓမ္မတို့ဦးဇင်းတို့တွေက
ငါဆိုပြီးတော့အကြီးကျယ်ဆွဲလန်းထားတာရှိတယ်ငါဥစ္စာဆိုပြီးတော့အကြီးကျယ်ဆွဲလန်းထားတာမရှိဘူးလားရှိတယ်ဘာဖြစ်လို့ဆွဲလန်းတာလဲဆိုတော့ဆွဲလန်းเสียလို့ထင်လို့ဆွဲလန်းတာရိုးရိုးလေးပါဆွဲလန်းเสียဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုကိုယ်တိုင်သိရအောင်ကိုယ်တိုင်ဉာဏ်နဲ့ကိုယ့်ရဲ့တတိကိုယ့်ရဲ့ဝရိယကိုယ့်ရဲ့ပညာကိုအားကိုးပြီးတော့အမှန်တိုင်းသိအောင်ကြိုးစားအထောက်လို့မရနိုင်ဘူးလားရနိုင်တယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ကြိုးစားခြင်းလဲဆိုရင်အခုခေတ်မှာအထောက်အကူပြုပစ္စည်းတွေအများကြီးအလွန်ပေါ်ပါတယ်ရုပ်ပုံကားချက်တွေရှိတယ်အသေးဆိုရင်ဘလို့ပုံအဆုပ်ဆိုရင်ဘလို့ပုံအကုန်လုံးရှိပြီလားဟုတ်လားနော်အကုန်လုံးရှာပြီးတော့ကြည့်ပြီးတော့ဒါကိုလေ့ကျင့်ပေးရမယ်သင်ရမယ်မသင်လို့တော့မရအောင်နော်သင်ရမယ်နားထောင်ရမယ်ဟုတ်လားတုတ္တမယဉာဏ်တိဆောက်ပြီးတော့ယူရမယ်တုတ္တမယဉာဏ်ရပြီဒါဦးဇင်းတို့အခုပြောတာကိုနားထောင်လိုက်လို့မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုနားထောင်လိုက်လို့သိတဲ့ဉာဏ်ကိုဒါတုတ္တမယဉာဏ်လို့ခေါ်တာ။အိုဒါပိဋကတို့သိပါတယ်ဟုတ်လား။အဲ့ဒီတုတ္တမယဉာဏ်ကိုအခြေခံပြီးတော့မှန်မှန်ကန်ကန်စဉ်းစားမယ်ဆင်ခြင်မယ်။ဒါဆိုရင်ဘာလို့စိတ်ဓာမယဉာဏ်ပြီးရင်တကယ့်ကိုလက်တွေ့အယိုးဆိုတာဘယ်လိုနော်အယိုးကိုဘယ်လိုတိဆောက်ထားဘယ်လိုပုံစံရှိတယ်။အဲ့ဒါကိုအကျော်တွေနဲ့ဆိုင်းပြီးတော့အသားပေးတွေနဲ့ဘယ်လိုလိမ့်ကြံပြီးတော့အတွင်းထဲမှာဘယ်လိုတိဆောက်ထားလဲ။ဒီရုပ်ခန္ဓာကြီးကိုပဲနံတရားတွေကအမိပြုတ်ပြီးတော့ဖြစ်ပေါ်ပျက်စီးပြောင်းလဲနေကြတဲ့ဒီသဘာဝကိုမြင်အောင်ကြိုးစားအထောက်နိုင်တဲ့ဆိုရင်ကိုကြိုးစားအထောက်တာနဲ့အမျှဆွဲလန်းမှုဆိုတာမနည်းဘူးလားဆွဲလန်းမှုနည်းသွားတာနဲ့အမျှဆွဲလန်းမှုကြောင့်ဖြစ်တဲ့ဆင်းရဲဒုက္ခလည်းနည်းသွားမှာပဲဒါကြောင့်ဦးဇင်းတို့တရားရဲ့ဏိဒံပိုင်းမှာဦးဇင်းရုပ်ခဲ့တယ်နော်ယောဘိက္ခဝေရူပံအဘိနန္ဒတိဒုက္ခသောအဘိနန္ဒတိရုပ်ကိုဆွဲလန်းတဲ့ပုဂ္ဂိုလ်ဟာရုပ်ကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာဆင်းရဲကိုနှစ်သက်နေတာနဲ့အတူတူပဲဆင်းရဲကိုနှစ်သက်နေပြီဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲကမလွတ်မြောက်နိုင်ဘူးတဲ့ရိုးရိုးလေးဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ပေါင်းတို့ခန္ဓာဟာဆင်းရဲပါပဲခန္ဓာကိုနှစ်သက်နေရင်ဆင်းရဲကိုနှစ်သက်တာနဲ့အတူတူပဲဒါကြောင့်ခန္ဓာရဲ့ပုံမှာနှစ်သက်တဲ့သဘာဝတရားတွေကိုနည်းသွားအောင်အမှန်တိုင်းသိတဲ့ဉာဏ်ပညာကိုများအောင်ကြိုးစားပြီးတော့တည်ဆောက်ယူရမယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောချင်တာကတော့ခန္ဓာ၅ပါးထဲမှာပေါ်လည်းနဲ့ထင်ရှားတဲ့နော်ရှုမှတ်ပွားများဖို့သိအောင်မြင်အောင်ကြိုးစားအထောက်ဖို့အလွန်တရာမှလည်းပဲလွယ်ကူမယ်လို့ဆိုနိုင်တဲ့ဒီယူပခန္ဓာရဲ့အကြောင်းကိုအသေးစိတ်သိအောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်နော်ဒီရူပနန္ဒထေရီတော့ဒီယူပခန္ဓာအကြောင်းတွေကိုပဲမြတ်စွာဘုရားကပြတယ်သိအောင်ပြောပြတယ်အဲ့ဒါကိုအခြေခံပြီးတော့မဉ္ဇဉ်ပူညာအစဉ်စဉ်ရသွားတာပဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့မြင်ဖို့လည်းလိုတယ်ဒါကြောင့်ရုပ်ပုံကားချက်တွေကြည့်ပေးရမယ်ဒါဥစဉ်ကတော့ကိုစဉ်းစားမိတာကိုပြောတာပါဟုတ်လားတကယ်လူတွေကိုခွဲစိတ်တာမျိုးကြည့်နိုင်ရင်လည်းပို့ပြီးတော့ကောင်းမယ်ပေါ့ဟုတ်လားပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုပြန်ပြီးတော့ကြည့်လို့မရဘူးလားရတယ်ဟုတ်ရဲ့လားဒါပေမဲ့ခက်တာကဘာလို့ဆိုတော့လွယ်ကူပေမဲ့လို့မကြိုးစားဘူးဆိုရင်တော့အမထုတ်ဘူးဆိုရင်တော့မသိနိုင်ပါဘူးဟုတ်ရဲ့လားဘာလန္တအဘိပတိတံဆိုတဲ့အတိုင်းမိုက်မဲတဲ့ပုဂ္ဂိုလ်တွေကဒီခန္ဓာကိုယ်ကိုပဲအမျိုးမျိုးကြံစည်စဉ်းစားပြီးတော့တက်မဲ့နေကြတယ်ဆိုတဲ့အထဲကိုပါသွားမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ကြိုးစားအထုတ်ဖို့တော့မလိုဘူးလားလိုတယ်နော်ဒါကြောင့်ပိဿပေါင်းတော်တို့ဒီကနေ့ဦးဇင်းတို့တာဂိတကိုသွားပြီးတော့တရားဟောရအောင်ပဲပိဿတို့ကိုအလွန်လဲဦးဇင်းကအားနာပါတယ်ဟိုမှာစောင့်နေမဲ့မျောနေမဲ့လူတွေကိုလည်းပဲအလွန်မှအားနာပါတယ်ဒါဦးဇင်းရဲ့ချုပ်ရင်းချက်ပေါ့အရင်နှစ်ကစားသူတို့ကပင့်ထားတာဦးဇင်းကအဲ့ဒါကိုစာအုပ်ထဲကိုမှတ်မထားမိဘူးဒီကပင့်လိုက်တော့ပေးလိုက်ရောအဲ့ဒါဒီကပင့်ပြီးတော့ရက်20လောက်နေတော့မှသူတို့ကပန်းဖက်လက်လေးကင်ပြီးတော့ရောက်လာတာအဲ့ဒါဦးဇင်းကဘယ်လိုမှညင်လို့မရဘူးပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီကနေ့ညတရားကိုဒီလောက်နဲ့ကျင့်တတ်စီခြင်းပါတယ်ပေါ့နော်ဦးဇင်းတို့မေတ္တာပို့လိုက်လို့ရှိရင်တဏှာယူလောက်ဖြစ်သွားမယ်ပေါ့ဟုတ်လားဒါကြောင့်ဒီကနေ့ပြောခဲ့တဲ့တရားစကားတွေအကုန်လုံးပြန်ပြီးတော့ဏိကုံးချုပ်ကြည့်မယ်ပေါ့ဟုတ်လားခန္ဓာ၅ပါးကိုနှစ်သက်နေခြင်းဒီဆင်းရဲဒုက္ခကိုနှစ်သက်နေခြင်းဖြစ်တယ်ဆင်းရဲဒုက္ခကိုနှစ်သက်နေတဲ့မြတ်ဘယ်တော့မှဆင်းရဲဒုက္ခကမလွန်မြောက်နိုင်ဘူးဒါကြောင့်ခန္ဓာရဲ့အပေါ်မှာအမှန်တိုင်းသိအောင်ကြိုးစားရမယ်ခန္ဓာရဲ့ပုံမှာအမှန်တိုင်းသိအောင်ကြိုးစားလို့သိလာတာနဲ့အမျှကန့်ညှိမှုဆိုတာနည်းသွားလိမ့်မယ်မသိဘူးဆိုရင်တော့ဒီခန္ဓာဒုက္ခထဲမှာနစ်မွန်းသွားမယ်ဒါကဒုတိယဂါထာလေးပြောလိုက်တာပါဟုတ်လားဒါကြောင့်ရူပနန္ဒထေရီကိုအကြောင်းပြုပြီးတော့ဟောထားတဲ့နော်အမြဲတမ်းနာကျင်နေတဲ့သဘောရှိတဲ့မစင်ကြယ်တဲ့သဘောရှိတဲ့ပုတ်နေတဲ့သဘောရှိတဲ့အထက်ကိုလည်းရှမ်းကြတဲ့သဘောရှိတဲ့အောက်ကိုလည်းယိုးကြတဲ့သဘောရှိတဲ့မိုက်မဲတဲ့ပုံကိုယ်တွေအမျိုးမျိုးကြံစီစဉ်းစားအပ်တဲ့ဒီခန္ဓာရဲ့သဘောတရားကိုမြင်အောင်ကြည့်ရမယ်။တည်ဆုံးသွားတဲ့ပျက်စီးသွားတဲ့ပြောင်းလဲသွားတဲ့အရာတွေလိုပဲမပျက်စီးသေးခင်မတည်ဆုံးသေးခင်ဒီခန္ဓာကိုယ်ဟာအဲ့ဒါလိုဖြစ်မယ်။အဲ့ဒါကလည်းဒီလိုဖြစ်ခဲ့တယ်။ဒါကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်စဉ်းစားပြီးတော့
ဘဝရဲ့ပေါ်မှာဆွဲလန်းမမုန်းမှုဖြတ်တောက်နိုင်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာငြိမ်းချမ်းမှုကိုရမယ်နော်အယိုးတွေကိုအသားအသွေးတွေနဲ့ရောလိမ့်ကြံပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ထဲမှာအိုခြင်းရဲ့တေခြင်းရဲ့မမာနရဲ့မက္ခဆိုတဲ့ကျေးဇူးကိုချစ်ဖြတ်ခြင်းဆိုတဲ့ဒီလိုနော်အိုခြင်းနာခြင်းတေခြင်းနဲ့မကောင်းတဲ့ကိလေသာတရားတွေရှိနေတယ်ဆိုတာကိုဒါမျိုးဆိုဘုရားဟောခဲ့တယ်ဒါလေးပိဋကပေါင်းတော်တို့ဒီကနေ့အရင်ပြောခဲ့တဲ့တရားဒေသနာရဲ့အနှစ်ချုပ်ဟန်ဒါပဲနော်ဒါကြောင့်ဒုက္ခတွေငြိမ်းခြင်းတယ်နော်ဒုက္ခငြိမ်းတဲ့အဆင့်ဒုက္ခလုံးဝလွတ်မြောက်တဲ့အဆင့်ကိုမရောက်သေးတော့မှဒုက္ခတွေကိုနည်းသွားအောင်လျှော့ချခြင်းနဲ့ဆိုရင်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ဆွဲလန်းခြင်းနှစ်သက်ခြင်းကိုလျှော့ချနိုင်ဖို့လိုမယ်ပေါ့ဆွဲလန်းခြင်းနှစ်သက်ခြင်းကိုလျှော့ချခြင်းနဲ့ဆိုရင်ဆွဲလန်းနှစ်သက်တယ်ဆွဲလန်းနှစ်သက်အပ်တယ်လို့ဆိုတဲ့ဒီခန္ဓာရဲ့သဘောတဘာဝကိုအမှန်တိုင်းသိအောင်ကြိုးစားရမယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒီသတိပဋ္ဌာန်ဘာဝနာတရားဖြင့်မိမိခန္ဓာမိမိဘဝရဲ့အကြောင်းကိုသတိဝိရိယဉာဏ်ပညာဥရှိပြီးတော့အမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအားထုတ်ပြီးတော့ဆွဲလန်းနှစ်သက်မှုကိုလျော့နေတဲ့လျော့နေအောင်ဆွဲလန်းနှစ်သက်မှုတွေကိုလျော့နေတဲ့လျော့နေအောင်လျှော့ချပြီးတော့နော်ဆင်းရဲဒုက္ခတွေကိုတဖြည်းဖြည်းနဲ့ချုပ်ငြိမ်းအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့တရားဝေဓမ္မသဘင်ကိုအဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဘာဝေနတရာဒုက္ခိဝန္တုတိဒေတုမာကတေတရားနာပိသပေါင်းတော်ကောင်းတို့ဇာတာအာလုံတော်တတ္တဝါအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းဆိုအောင်မသိဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတဲ့ပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသိဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဝရဏုဝဝေနကိငါဝါလူသေးစုမကပွင့်တော်မူကြ၏သုတ္တတဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတည်သောအာနုဘော်တော်တို့ရောက်၎င်းသာဓမ္မနုဝဝေနမေလိတံဖူလိတံတိဗ္ဗံတေတယုဆိုသောစေတတော်တရားတော်မြတ်တို့ရဲ့တကုတည်သောအာနုဘော်တော်တို့ရောက်၎င်းတဗ္ဗတံဃာနုဝဝေနမေကထံလေးရောက်ပလထံလေးရောက်ဆိုသောရှင်တော်ရိယတံဃာရှင်မြတ်တို့နှင့်တကွတိလဘုဒ္ဓဝါဒီကိုပညာဘုံတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတည်သောအာနုဘော်တော်တို့ရောက်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း